ဘယ်တော့အခါမှဒေါသနဲ့မတုံ့ပြန်တတ်တဲ့သူကိုမင်းဘာလို့တတိထားတယ်လဲမင်းတဆုံတယောက်ကိုထိပါလိုက်တဲ့အခါအကျိုးမဖက်ပဲတုံ့ပြန်တတ်တဲ့သူကိုပို့ပြီးတတိထားပါဘာကြောင့်လဲဆိုတော့ဒေါသဟာစူညံပြီးထိမ့်ချုပ်မှုဟာတိတ်ဆိတ်လိုပါပဲအားနဲ့သူဟာပောက်ကွဲတတ်တယ်လူမိုက်ဟာတုံ့ပြန်တတ်တယ်ဒါပေမဲ့အန်ဒီရရှိတဲ့သူကတော့အရာအားလုံးကိုမှတ်သားထားတတ်ပါတယ်သူဟာတစ္ဆာဖောက်ခံရတဲ့အခါပြုံးနေလိမ့်မယ်မလေးစားခံရတဲ့အခါခေါင်းကြီးပြလိမ့်မယ်ရန်စခံရတဲ့အခါလှဲ့ထွက်သွားလိမ့်မယ်ဒါဟာခွင့်လွတ်လို့မဟုတ်ပဲတွက်ချက်နေလို့ပါစော်ကားမှုတိုင်းကိုမှတ်သားထားတယ်အားနဲ့ချက်တိုင်းကိုစုဆောင်းထားတယ်လှုပ်ရှားမှုတိုင်းကိုတူဝှက်ထားတယ်သူကမင်းမေးလျော်နေတဲ့ဓာတ်သွားကိုအချိန်နဲ့အမျှတွေးနေလိမ့်မယ်နောက်ဆုံးသူစတဲ့လှုပ်ရှားတဲ့အခါမှာတော့ဒါဟာစိတ်လိုက်မှန်းပါလောက်တာမျိုးမဟုတ်ပဲတိကျပြတ်သားနေပါလိမ့်မယ်တတိပေးချက်မရှိဘူးဒေါသမပါဘူးကရုဏာလည်းရှိမှာမဟုတ်ဘူးဒါကိုနားလည်ထားပါကိုယ့်ရဲ့အကြမ်းဖက်လိုစိတ်ကိုထိန်းချုပ်နိုင်တဲ့သူဟာအဲ့ဒီစွမ်းအားကိုအလဟတ်တာမဖြုံးတီးဘူးသူဟာအဲ့ဒါကိုပိတ်လောင်ထားပြီးစီးကမ်းနဲ့မွေးမြံကအချိန်ကောင်းကိုစောင့်နေတတ်ပါတယ်စုစည်းထားတဲ့အင်အားတွေဟာအကျွဲမဲ့အာဏာဖြစ်ပြောင်းလဲသွားပါတယ်ဒါကြောင့်တိတ်ဆိတ်မှုကိုငြိမ်းချမ်းမှုလို့အထင်မမှားပါတယ်တခါတရံမှာဒိုင်းကာဆိုတာဟာအသင့်ပြင်ထားတဲ့လက်နက်တစ်ခုဖြစ်နေတတ်ပြီးအကောင်းဆုံးအချိန်ကိုစောင့်ဆိုင်းနေတာမျိုးပဲဖြစ်ပါတယ်ဒါကြောင့်စိတ်ခံစားချက်တွေရဲ့ကြေးကြော်မဖြစ်ရအောင်မင်းရဲ့ဒေါသကိုထိန်းချုပ်ပါ